ဝိသဟာအကြောင်းမကြီးကတနေ့တော့အကြောင်းတော်ကိုဥပုံဆောင်သွားတယ်အခုလိုဥပုံနေမှာပေါ့ဥပုံဆောင်သွားတဲ့အခါကျတော့အကြောင်းမှာဥပုံဆောင်နေရတဲ့ဒကမာကြီးတွေအများကြီးရှိတယ်ဥပဒေပိသက်ကိုကြည့်တဲ့အခါကျတော့လူကြီးပိုင်းရောလူလက်ပိုင်းရောလူငယ်ပိုင်းရောစုံနေတယ်အဲ့ဒါနဲ့ဝိသဟာအကြောင်းမကြီးကစူးစမ်းလို့တဲ့စိတ်နဲ့ဒီလူတွေဘလို့ရွယ်ချက်နဲ့ပြန်ဒီဥပုပ်ကိုစောင့်သုံးနေကြတယ်မသိဘူးဘာလို့ခြင်းနဲ့စိတ်ဘာရခြင်းနဲ့စိတ်ဘလို့ရွယ်ချက်နဲ့ဒီအလုပ်ကိုလုပ်နေတာလည်းမသိဘူးအဲ့ဒါစုံစမ်းမယ်ဆိုပြီးတော့ပထမဦးဆုံးအဖွားကြီးတွေကိုမေးကြည့်တယ်တဲ့ဘာလို့ဘာဖြစ်ခြင်းလို့ဘာရခြင်းလို့ဘလို့ရွယ်ချက်နဲ့ဥပုပ်ဆောင်တာတော့ဥပုပ်ဆောင်လို့ဘာရမယ်ဆိုတာကိုမျှော်မှန်းထားတယ်အဲ့တော့ဖွားကြီးတွေကနတ်ပြည်ရောက်ခြင်းလို့ပါလို့ဖြေတယ်တဲ့ဟုတ်တာပေါ့သူတို့ကသေကနေနေပြီလေတော့ဒီဘဝကိုဆုံးရတော့မှာဆိုတော့နောက်ဘဝတစ်ခုကောင်းကောင်းလေးရလို့တဲ့စိတ်ဒီနည်းအားဖြင့်တမလွန်ခရီးအတွက်စိတ်ပူတယ်ပေါ့နော်ဒါကြောင့်မို့လို့နတ်ပြည်ရောက်ခြင်းတဲ့စိတ်နဲ့ဥပုသ်ဆောင်တာလို့ဖြေတယ်အဲ့ဒါနဲ့ခက်လက်လက်အမျိုးသမီးတွေကိုမေးကြည့်တယ်ကြီးတော့ဘာလို့ဥပုသ်ဆောင်ကြတာတော့ဘာရခြင်းလို့တော့မေးတော့လင်းတူမယားမရှိခြင်းတို့ပါလို့ဖြေတယ်တဲ့ကိုအိမ်ကကိုတကာကြီးကနောက်ထပ်တစ်ယောက်ယူလို့ရှင်နေရထိုင်ရတာခက်တယ်ပေါ့နော်ဒါကြောင့်မို့လို့လင်းဆိုင်မယားမရှိခြင်းလို့ဥပုံဆောင်တာသူရည်ရဲ့ချက်ကအဲ့ဒါနဲ့နောက်ထပ်သူတို့တဲ့နည်းနည်းငယ်တဲ့အမျိုးသမီးတွေကိုမေးကြည့်တဲ့အခါကျတော့အိမ်အောင်ကြပြီးကစားလေးတွေနေမှာပေါ့ဘာဖြေတော့ဆိုတော့သားဦးယောက်ျားလေးရခြင်းလို့ပါလို့ဖြေတယ်အဲ့ဒါနဲ့ဟုတ်ပြီဆိုပြီးတော့နောက်ထပ်တော်တော်ငယ်သေးတဲ့19 18 19အရွယ်လေးတွေဖြစ်မယ်ပေါ့မေးကြည့်တဲ့အခါကျတော့ဘယ်လိုဖြေတော့ဆိုတော့စောစောစီးစီးလင်ကောင်းသားကောင်းလေးများရမလားလို့ပုံဆောင်တာပါလို့ဖြေတယ်တဲ့ရှိတဲ့ချက်ကတယောက်မှကောင်းတာကိုမတွေ့ရဘူးနော်အဲ့ဒါကိုဝိသကာကနော်အရိယသူတော်စင်သူကသောတာပန်ပုဂ္ဂိုလ်တူတယောက်ပဲလေအဲ့ဒီဖြေတွေကိုကြားတဲ့အခါကျတော့မြတ်စွာဘုရားကိုရှောက်တာနောက်ဥပုံဆောင်နေတဲ့ပိဋကတ်ကိုမေးကြည့်တော့ဒီလိုအဖြေတွေရတယ်ဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားကဝိသကာတဲ့နွားကြောင့်သားကဒုက္ကိုကန်ပြီးတော့နွားတွေကိုလိုရာစကြက်ကိုမောင်းနေတယ်လို့မျိုးမွေးဖွားခြင်းကတတ္တဝါတွေကိုအိုမင်းချင်းစီကိုရောက်အောင်မောင်းနေတယ်အိုမင်းချင်းကနာကျင်ချင်းစီကိုရောက်အောင်မောင်းနေတယ်နာကျင်ချင်းကတေချင်းစီကိုရောက်အောင်မောင်းနေတယ်ဒီလိုနဲ့တတ္တဝါတွေကတင်းချမ်းကိုရောက်ကြရတယ်